ဟာစပလနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးအကောင်အထည်ဖော်ခြင်းအကြောင်းကိုတီချယ်တို့ဆက်လေ့လာကြမယ်။ဟာစပလနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးအပိုင်းကနေစကြတာပေါ့။အင်္ဂလိပ်တွေဟာရန်ကုန်ကိုသိမ်းပြီးတဲ့နောက်စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်နေဆဲကာလဖြစ်တဲ့1945ခုနှစ်မေလ18ရက်နေ့မှာစက္ကူဖြူစာတမ်းဆိုတာကိုထုတ်ပြန်ခဲ့ကြတယ်။ဒီစက္ကူဖြူစာတမ်းအရဆိုရင်မြန်မာနိုင်ငံဟာဒိုင်အာခီမတိုင်ခင်အုပ်ချုပ်ရေးအဆင့်မျှသာရှိတဲ့ခေတ်နောက်ပြန်ဆွဲတဲ့အုပ်ချုပ်ရေးမျိုးကိုသာရရှိတော့မှာဖြစ်တယ်။ဒါကြောင့်မြန်မာခေါင်းဆောင်တွေနဲ့ပြည်သူတွေကမလိုလားကြတဲ့အတွက်အပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။ဟာတပလကဦးဆောင်ပြီးစက္ကူဖြူစာတမ်းကန့်ကွက်ပွဲတွေကျင်းပခဲ့ကြသလို1945ခုနှစ်ဩဂုတ်လ19ရက်နေ့မှာနေသူရိန်အစည်းအဝေးကြီးကိုကျင်းပပြီးမြန်မာလွတ်လပ်ရေးလုပ်ငန်းစဉ်တွေကိုချမှတ်ဆုံးဖြတ်ခဲ့ကြတယ်။ဒီနေသူရိန်အစည်းအဝေးကြီးကနေဖက်စစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်ကြီးရဲ့လုပ်ဆောင်ချက်တွေကိုတခဲနက်ထောက်ခံခဲ့ကြတယ်။စစ်အုပ်ချုပ်ရေးကိုရုပ်သိမ်းပြီးနိုင်ငံကိုမြို့ပြအုပ်ချုပ်ရေးနဲ့ပြန်လည်အုပ်ချုပ်ဖို့လည်းတိုက်တွန်းခဲ့ကြပါတယ်။ဒါအပြင်အမျိုးသားယာယီအစိုးရဖွဲ့ပေးဖို့အရွယ်ရောက်သူတိုင်းမဲဆန္ဒပေးနိုင်မဲ့ရွေးကောက်ပွဲတွေအတွက်ကြိုတင်ပြင်ဆင်ဖို့မြန်မာနိုင်ငံရဲ့အနာဂတ်အုပ်ချုပ်ရေးစည်းမျဉ်းကိုပြင်ဆင်ထားဖို့နဲ့အင်္ဂလိပ်နဲ့ချုပ်ဆိုမဲ့စာချုပ်တွေကိုပြင်ဆင်ထားဖို့စတာတွေကိုလည်းဆုံးဖြတ်ခဲ့ကြတယ်ကလေးတို့။အဲ့ဒီအပြင်ဖက်စစ်ဝါဒကိုရှုံချတဲ့အဆိုတွေလူမျိုးတိုင်းမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ဖန်တီးခွင့်ရှိတယ်ဆိုတဲ့အတ္တလန္တချာတာကြေညာစာတမ်းကိုထောက်ခံတဲ့အဆိုတွေနဲ့တကွမြန်မာနိုင်ငံဟာလုံးဝအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ရမယ်ဆိုတဲ့လွတ်လပ်ရေးတောင်းဆိုချက်တွေကိုပါနေသူရိန်အစည်းအဝေးကြီးကနေတင်သွင်းဆုံးဖြတ်ခဲ့ကြတာပေါ့။ဟာတပလခေါင်းဆောင်မှုကြောင့်မြန်မာလူထုရဲ့နိုင်ငံရေးအသိစိတ်ဓာတ်တိုးတက်ပြင်းထန်နေမှန်းသိရှိသွားတဲ့အခါအရှေ့တောင်အာရှမဟာမိတ်စစ်တေနာပရိလောမောင်ဘတန်ကမြန်မာကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ကန်ဒီစာချုပ်ကို1945ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြတယ်။ဒီစာချုပ်မှာဆိုရင်မျိုးချစ်ဗမာတပ်မတော်ကိုပြန်လည်ဖွဲ့စည်းမဲ့ဗမာတပ်မတော်အတွင်းကိုသိမ်းသွင်းပူးပေါင်းဖို့ဗမာတပ်မတော်အတွင်းမှာဆက်လက်အမှုထမ်းဆောင်ခြင်းနဲ့တပ်သား9200နဲ့အရန်တပ်သား3000တို့ကိုလက်ခံဖို့မျိုးချစ်ဗမာတပ်မတော်ကအရာရှိ200နဲ့အရန်အရာရှိ200တို့ကိုလက်ခံဖို့ပြီးတော့မျိုးချစ်ဗမာတပ်မတော်သားတွေရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုရရှိစေဖို့စတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။ဒီအချက်တွေဟာဖာတပလအဖွဲ့ချုပ်ရဲ့ပထမဆုံးအောင်ပွဲပဲဖြစ်တယ်ကလေးတို့။ကန်ဒီစာချုပ်အရတပ်မတော်ကိုအသစ်ပြန်လည်ဖွဲ့စည်းတဲ့အခါမှာဆက်လက်အမှုထမ်းခွင့်မရတဲ့ပုဂ္ဂိုလ်တွေကိုဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီးပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုပြီးဖွဲ့စည်းခဲ့ကြတယ်။ဒီလိုဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့နဲ့လိုအပ်လာရင်ဆက်လက်တိုက်ပွဲဝင်ဖို့ပဲဖြစ်ပါတယ်။အင်္ဂလိပ်စစ်အုပ်ချုပ်ရေးကိုရပ်စဲလိုက်ပြီးစက္ကူဖြူစာတမ်းအရမြို့ပြအုပ်ချုပ်ရေးကို1945ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့ကြတယ်။ဘုရင်ခံအမှုဆောင်ကောင်စီဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးဘုရင်ခံစာတော်မန်စမစ်နဲ့ဟာတပလအဖွဲ့ချုပ်သဘောကွဲလွဲတဲ့ကိစ္စတွေကိုတနိုင်ငံလုံးသိအောင်ရှင်းလင်းတင်ပြဖို့အတွက်တပလအဖွဲ့ချုပ်ခေါင်းဆောင်ကြီးတွေဟာအထက်မြန်မာနိုင်ငံအနှံ့အပြားနဲ့ရန်ကုန်မှာရှိတဲ့ရပ်ကွက်တွေမှာအစည်းအဝေးတွေကျင်းပခဲ့ကြတာပေါ့။အဲဒီနောက်မှာဖတပလကဦးဆောင်တဲ့လူထုအစည်းအဝေးကြီးကိုရွှေတံဂုံအလယ်ပစ္စယံမှာ1945ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာကျင်းပခဲ့ပြီးသဘာပတိအဖြစ်ဗိုလ်ချုပ်အောင်ဆန်းကဆောင်ရွက်ခဲ့ပါတယ်။ဒီအစည်းအဝေးကြီးကနေမြန်မာနိုင်ငံမှာတိုင်းပြည်ပြုလွှတ်တော်ခေါ်ယူဖို့ဘုရင်ခံဖွဲ့စည်းထားတဲ့အမှုဆောင်ကောင်စီကိုဖျက်သိမ်းပေးဖို့ဟာတပလရဲ့တောင်းဆိုချက်အတိုင်းလိုက်လျောပြီးအမှုဆောင်ကောင်စီသစ်ဖွဲ့ပေးဖို့ပြည်သူ့ဆန္ဒမပါတဲ့စင်မလားစီမံကိန်းအပါအဝင်မည်သည့်စီမံကိန်းကိုမျှအတည်မပြုဖို့စတဲ့အချက်တွေကိုတောင်းဆိုခဲ့ကြတယ်။ဟာတပလရဲ့ပြည်လုံးကျွတ်ညီလာခံကြီးကို1946ခုနှစ်ဇန်နဝါရီလမှာရွှေတံဂုံအလယ်ပစ္စယံမှာပဲထပ်မံကျင်းပခဲ့ပြန်တယ်။ဒီညီလာခံကြီးမှာတော့လုံးဝလွတ်လပ်ရေးတောင်းဆိုဖို့အင်္ဂလန်ကိုကိုယ်စားလှယ်စေလွှတ်ဖို့နဲ့ဖတပလဆိုတဲ့အမည်ကိုဖက်စစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်အတိုကောက်အားဖြင့်စပလဆိုတဲ့အမည်ကိုပြောင်းလဲဖို့စတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခဲ့ကြပါတယ်။ဟာစပလကကြီးမှုပြီးစက္ကူဖြူစာတမ်းကန့်ကွက်ပွဲကို1946ခုနှစ်ဇွန်လမှာသိမ်ဖြူကွင်းမှာပြုလုပ်တဲ့အခါလူ1သိန်းကျော်တောင်တက်ရောက်ခဲ့ကြတယ်။စက်တင်ဘာလမှာတော့ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီးပေါ်ပေါက်လာခဲ့တော့တာပေါ့
ဒါကြောင့်မို့စက္ကူဖြူအစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကြီးဟာရပ်ဆိုင်းလူမတက်ကိုဖြစ်သွားခဲ့ရတယ်။ဒီတော့အင်္ဂလိပ်အစိုးရဟာဘုရင်ခံစာတော်မန်စမစ်ကိုပြန်ခေါ်လိုက်ပြီးဘုရင်ခံသစ်ဆာဟူဘရန့်စ်ကိုစေလွှတ်ခဲ့ရပါတယ်။ဘုရင်ခံသစ်ကဖာစပါလရဲ့တောင်းဆိုချက်တွေကိုလိုက်လျောပေးခဲ့တဲ့အတွက်ဆန္ဒပြမှုတွေလည်းပြီးဆုံးသွားခဲ့တယ်ကလေးတို့ရေ။အဲ့ဒီအခါမှာဗိုလ်ချုပ်အောင်ဆန်းဟာဘုရင်ခံအမှုဆောင်ကောင်စီသစ်မှာဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ဒီကောင်စီကနေအချက်16ချက်ပါဝင်တဲ့ဝါဒသဘောထားကြေညာချက်ကို1946ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ခဲ့တယ်။ဝါဒသဘောထားကြေညာချက်ထဲမှာကိုကြမ္မာကိုဖန်တီးခွင့်ပေးရေးကိုယ်တိုင်စီမံခန့်ခွဲအုပ်ချုပ်ခွင့်ရရှိရေးနဲ့လူမျိုးရေးနဲ့ပတ်သက်ပြီးတန်းတူအခွင့်အရေးရရှိရေးစတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။ဒါအပြင်ဖာစပါလအဖွဲ့ချုပ်ကလည်း1948ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကိုနောက်ဆုံးထားပြီးတစ်နှစ်အတွင်းမြန်မာနိုင်ငံကိုလုံးဝလွတ်လပ်ရေးပေးဖို့နဲ့လာမယ့်ရွေးကောက်ပွဲမှာနိုင်ငံခြားသားတွေမပါဝင်တဲ့တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲဖြစ်စေဖို့အတွက်အင်္ဂလိပ်အစိုးရကအတိအလင်းကြေညာပေးဖို့စတာတွေကို1946ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာတောင်းဆိုခဲ့ကြတယ်။ဖဆပလအဖွဲ့ချုပ်ဟာအဲ့ဒီတောင်းဆိုချက်တွေသာမရဘူးဆိုရင်အစိုးရအဖွဲ့ကနေနှုတ်ထွက်မယ်ဆိုတဲ့ရာဇသံကိုပါပေးပို့ခဲ့ကြတယ်။ဒါကြောင့်အင်္ဂလိပ်နန်းရင်းဝန်သစ်မစ္စတာအတ္တလီကဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကို1948ခုနှစ်ဇန်နဝါရီလမှာအင်္ဂလန်နိုင်ငံကိုလာရောက်ဖို့ဖိတ်ခေါ်ခဲ့ရတာပေါ့။မြန်မာကိုယ်စားလှယ်အဖွဲ့လန်ဒန်မှာဆွေးနွေးနေတဲ့အချိန်အတွင်းမှာရှမ်းစော်ဘွားအချို့ကအတ္တလီစီကိုတန်ကြိုးရိုက်ပြီးကန့်ကွက်တာတွေရှိခဲ့တယ်။ဒါပေမဲ့လည်းရှမ်းလူထုနဲ့ကျန်တဲ့ရှမ်းခေါင်းဆောင်တွေရဲ့ကြိုးပမ်းမှုကြောင့်ပြေလည်သွားခဲ့ပါတယ်။အဲဒီလိုနဲ့1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာအောင်ဆန်းအတ္တလီစာချုပ်ကိုအောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်ကလေးတို့။ကဲအောင်ဆန်းအတ္တလီစာချုပ်မှာဘာတွေပါလဲကြည့်ကြရအောင်။ပထမအချက်အနေနဲ့တိုင်းပြည်ပြုလွှတ်တော်ကိုရွေးကောက်တင်မြှောက်ခွင့်ရရှိဖို့နဲ့ရွေးကောက်ပွဲကိုလည်း1948ခုနှစ်ဧပြီလမှာကျင်းပဖို့ဖြစ်တယ်။ဒုတိယအချက်ကတော့လက်ရှိအစိုးရအဖွဲ့ကိုကြားဖြတ်အစိုးရအဖွဲ့ရဲ့အခွင့်အာဏာတွေတိုးမြှင့်ပေးဖို့ဖြစ်ပါတယ်။တတိယအချက်ကကာကွယ်ရေးနဲ့ပတ်သက်ပြီးဗမာတပ်မတော်ကိုမြန်မာအစိုးရကတိုက်ရိုက်အုပ်ချုပ်ခွင့်ရရှိဖို့ဖြစ်တယ်။စတုတ္ထအချက်ကတော့ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဟာကိုယ်ပိုင်ဘဏ္ဍာရေးကိုစီမံခွင့်ရှိဖို့ပဲဖြစ်တယ်။ပဉ္စမအချက်အနေနဲ့တိုင်းရင်းသားတွေရဲ့အထူးညီလာခံတစ်ရပ်ကျင်းပပြီးတော့မြန်မာပြည်မနဲ့ပူးပေါင်းလိုသလားမပူးပေါင်းလိုဘူးလားဆိုတဲ့ဆန္ဒကိုရယူဖို့စတဲ့အချက်တွေကိုအင်္ဂလိပ်တွေစီကနေသဘောတူညီမှုရရှိခဲ့ပါတယ်ကလေးတို့ရေ။